channel ကညီကိုတွေအားလုံးပဲမင်္ဂလာပါ16တင်းရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပြင်သစ်နဲ့ပါရာဂွေးပွဲစဉ်တွေကြောင့်ကျွန်တော် preview လေးလုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဒါပြင်သစ်အနေနဲ့ကမ္ဘာဗလာ၄ပွဲကန်ရမှာတော့၄ပွဲလုံးအနိုင်ရရှိထားပြီးတော့တပွဲကို3ဂိုးလုံးတွင်းထားတဲ့အသင်းလည်းဖြစ်တယ်ဒါကြောင့်မလို့ပြင်သစ်ရဲ့တိုက်စစ်ကပြည့်စုံတဲ့အသင်းလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပြင်သစ်တိုက်စစ်မှာအဓိကဒါ golden ပေါ့နော်ဒါတေချာနေတဲ့ Mbappé တို့ Dembélé တို့ဘာကိုလာလို့ဆိုလဲနောက်ပိုင်းပွဲတွေမှာတပွဲကိုတကိုးနှုံးနဲ့တွင်းနေတဲ့အချင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ပြင်သစ်ရဲ့အစုဖွဲ့မှုကနှစ်သင်းစာလောက်ရှိတာကြောင့်ကမ္ဘာကျော်ကစားသမားတွေပဲပိုင်ဆိုင်ထားတဲ့အနေအထားတစ်ခုမှာတော့ပါရာဂွေးနဲ့တွေ့ဆုံရမှာတော့လွယ်ကူနိုင်မှာပြင်သစ်ရဲ့တိုက်စစ်ကိုဒါအဆန်းသက်ခံမဲ့ပွဲကောင်းတစ်ပွဲလို့လည်းကျွန်တော်မြင်မိတယ်ပေါ့နော်ပါရာဂွေးကကမ္ဘာဖလား၄ပွဲကန်ရမှာတော့တပွဲရှုံးတပွဲရှုံးတယ်ဒါပေါ့နော်နှစ်ပွဲသေးကြတယ်တပွဲနိုင်ရရှိခဲ့တယ်နော်ဒါပွဲဥထွက်ဒါသူ Asian American ကိုဒါ 4-1 ဆိုတော့ရလိုက်ရှုံးခဲ့ပြီးနောက်ပိုင်း3ပွဲမှာတော့ချစ်စွဲနှကောင်းတွေပြန်ရရှိထားပြီးတော့ဂျာမနီလိုအသင်းကြီးမျိုးပနတီနဲ့အဆုံးဖြတ်ပွဲစဉ်မှာတော့ဒါအနိုင်ရရှိအောင်ကန်ခဲ့ပြီးတော့16တွင်းရှုံးထွက်အဆင့်ကိုတက်လန်းလာနိုင်တဲ့ဒါဖြတ်မြင့်သင်းလို့လည်းပြောလို့ရတယ်ဗောနော်တောင်အမေရိကဆိုပါဆိုရင်တော့ဒါပါရာဂွေးကခန်းစစ်မှာကြောပြီးတော့ကွင်းလေကစားတောက်တင်းချစ်လက်မှာကြောပြီးတော့တန်မြန်တိုက်စစ်တွေနဲ့ဂိုးရရှိအောင်ဆွတ်ဆောင်လာနိုင်တဲ့အတင်းတွေပုံစံမျိုးလဲကျွန်တော်တွေ့ရတယ်ဗောနော်ဒီချစ်စပွဲတွေကန်ရမှာလဲဘရာဇီးအာဂျင်တီးနာပါရာဂွေးကိုလံဘီယာဒီလက်ရှိကမ္ဘာဖလားဒီပေါ့နော်ဒီ16တင်းရှုံးထွက်မှာရှင်းဆောင်ပြနေတဲ့အသင်းတွေကိုပါရာဂွေးကအနိုင်ကန်ထားတဲ့အခြေအနေတွေကိုကျွန်တော်ထပ်ပြီးတော့တွေ့ရဒါကြောင့်ပါရာဂွေးရဲ့ခြေကလည်းရှော့တွက်ထားလို့မရတဲ့အထက်မှာတော့ပါဝင်တဲ့ပြင်သွေးအနေနဲ့ဒီနေ့ပွဲစဉ်မှာတော့တတိထားပြီးတော့နော်စော့ကစားလာမဲ့ရတင်တယ်လို့ကျွန်တော်မြင်မိတယ်ပေါ့နော်ပြီးတော့ပြင်သစ်ရဲ့ဒီနေ့ပွဲထွက်လာနိုင်ကြီးပေါ့နော်ဒါ line နဲ့ကစားကွက်ကတော့သူပုံမှန်ပွဲထွက်နေကြတိုင်း4နဲ့3နဲ့ပုံစံမျိုးထွက်ရှိလာပြီးတော့တိုက်စစ်မှာ Mbappé ပါမယ်နောက်ချန်တာ AS နေရာမှာပေါ့နော်ဒါအိုလစ်စစ်ပွဲထွက်လာနိုင်ပြီးတောင်မန်တစ်ဖက်မာကူလာနဲ့ဒမ်ဘီလီဒါပေါ့နော်ဒီစုဖွဲ့ကဒါပေါ့နော်ဒါပြင်သစ်ရဲ့စုဖွဲ့ကကြောက်ခမန်းလေးဒါတိုက်စစ်စုဖွဲ့နဲ့ပွဲထွက်လာရရှိပြီးတော့ပါရာဂွေးကလည်းဒီနေ့ပွဲစဉ်မှာတော့ဒါ4-3-1ပုံစံမျိုးလဲထွက်လာချေရှိတယ်ပေါ့နော်ဒါမှမဟုတ်လဲ9-4ပုံစံမျိုးနဲ့ခက်ကန်လာနိုင်ရှိတယ်တန်မြန်တိုက်စစ်နေရနေပြီးတော့ပြင်သစ်ကိုဂိုးရရှိအောင်စ조사လာမယ်တဘောလို့လဲကျွန်တော်မြင်မိတယ်ပေါ့နော်ပြီးတော့ပြင်သစ်ရဲ့ဖွင့်လှစ်မှု2+30ဒါ3+20ဒီဝင်ရုံချစ်ချင်းအဖြစ်ဒါဖဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ32တင်းရှုံးထွက်ပွဲစဉ်မှာဟုတ်လားဂျာမနီကပါရာဂွေး1 minute 90ဒါပေါ့နော်ဒီဝင်ရုံးတွေပဲဖွင့်လှစ်ထားတဲ့နေရာမှာပြင်သစ်အနေနဲ့ဒါကမ္ဘာပေါ့နော်ဒါရက်တီမှုအစ်စ်နေရာမှာလက်ရှိရက်တီနေတဲ့ပါရာဒီပြင်သစ်အနေနဲ့ဒီကမ္ဘာအစ်စ်30နှစ်နေရာမှာရက်တီနေတဲ့ပါရာဂွေးကိုပေးတဲ့နဲ့ဝင်ရိုးလေကျွန်တော်မြင်မိတယ်ဗောနော်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာတော့ပြင်သစ်ကပဲဒါအနိုင်ရရှိသွားမလားဒီပါရာဂွေးကပဲဒါပြင်သစ်ကိုခံကစားနိုင်ပြီးတော့ဂျာမနီနဲ့ငါလို့ပနတီထိဆွဲခေါ်သွားနိုင်မလားကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ပွဲကောင်းတဲ့ပွဲလိုလည်းဖြစ်တယ်မိတ်ဆွေတို့ရဲ့ဟိုအမြင်အတွေးခေါ်ဗောနော်ဒါတခုခုဒါမိတ်ဆွေတို့ကြိုက်တဲ့အတင်းကိုတော့ဒါ comment မှာရေးသွားလို့ရတယ်ဗောနော်အားလုံးကိုကျေးဇူးတင်ပါတယ်